ဩဂတ်လရဲ့ပထမအစပိုင်းမှာအားပြပြနဲ့ပြန်ပြီးတော့မှတက်လာခဲ့တဲ့ဒီကမ္ဘာရွှေဈေးကွက်ကိုကျွန်တော်ဒီအပတ်စနေတနင်္ဂနွေပိတ်ရက်မှာကျွန်တော်ပြန်ပြီးမှသုံးသပ်ပြပေးတော့မှာဖြစ်ပါတယ်ထို့အတူလာမယ့်အပတ်မှာဖြစ်လာနိုင်တဲ့ကမ္ဘာရွှေရဲ့ market structure တွေအားလုံးကိုလည်းကျွန်တော်ဒီညထဲမှာတစ်ခါတည်းပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အတူတူလိုက်ပြီးမှကြည့်ကြည့်အောင်ပေါ့နော် weekly time frame ထဲမှာကြည့်လိုက်တဲ့အခါမှာ weekly time frame မှာဆိုသူဟိုးရင်တော့ကကြာခဲ့တဲ့ဒီ down trend market ဆိုတဲ့ခုရှိတယ်ပဲဒီမှာဆိုရင်ဒါ lower high so lower low so ဒီမှာဆိုရင် lower high so lower low so အဲ့ဒီမှာဆိုလောလောဆယ် market ကဘာဖြစ်နေဆိုတော့ကျွန်တော်ဒီ lower high lower low ဆိုတဲ့ down trend ဆိုတဲ့တစ်ခုမှာဆိုရင်သူလက်ရှိအနေထားမှာဆိုရင် lower high ကိုပြန်ပြီးမှစပြီးပြန်လာတဲ့အနေထားမှာရှိရပေါ့နော် so လောလောဆယ်တော့ကျွန်တော်ဒီ structure ကြည့်ရမှာပေါ့ဒါပေမဲ့အဲ့ဒီ structure ကိုမကြည့်ခင်မှာနောက်ထပ်သူ့ရဲ့ internet market structure ကိုကျွန်တော်ဒီမှာတစ်ချက်သတိထားကြည့်ရမှာပေါ့နော် so အများဖြင့် market structure ကြည့်တဲ့အခါမှာလည်း structure တွေရောသွားတယ်ဆိုတာကလည်းဒီအချက်ဒီနေရာလေးမှာကျွန်တော်လွဲသွားတာပေါ့နော် so ဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ဒါခဏတော့ကနောက်ဆုံးဖြစ်ခဲ့တဲ့ကျွန်တော် weekly time frame ရဲ့ Bayless pullback market structure ဒီဒါအရင်တော့ကဒီမှာဆိုရင် lower high so ဒါဒီသူ့ရဲ့ lower high okay lower low ကိုဆက်ပြီးမှသွားခဲ့ဒီမှာဆိုရင်ဒီရှေ့မှာရှိတဲ့ swing low ကို break သွားတာပေါ့နော်ဒါဒီသူ့ရဲ့ market structure ပဲဒါက weekly time frame ရဲ့ structure အကြီးပေါ့နော်ဒါပေမဲ့သူ့ရဲ့ internet ဆိုတဲ့တခုရှိသေးတယ်ဒီမှာဆိုရင်ကျွန်တော် internet ဆိုတဲ့တခုပေါ့နော်ဒီမှာဆိုရင်ဒီ take ကနေဒီအောက်ဘက်ကို lower low ကိုဆင်းသွားတဲ့အချိန်မှာဒီမှာဆိုရင် time frame အသေးမှာသူ့ရဲ့ဒီ lower high lower low နဲ့ကျလာခဲ့တဲ့ဒီ market ဆိုတဲ့တခုရှိမှာပေါ့နော်ဒီမှာဆိုရင်ဒီ take ကနေ okay high ကနေ low lower high so lower low ကိုပြန်ကျမယ် okay lower high so lower low okay lower high so lower low so lower high so lower low so အရင်ပတ်တော့ကကျွန်တော်ဒီထိတ်နာမှာပေါ့ကျွန်တော်အမြဲတမ်းပြောတယ် market ကဒီမှာဆို structure fail နေပြီကျွန်တော်အသက်ဘက်ကိုပြန်လာတော့မယ်ဒါ lower time frame မှာလည်းကျွန်တော်ထက်ကပေါ့နော် market structure နဲ့အညီကျွန်တော်အမြဲတမ်းပြောပါတော့ဆိုအဲ့ဒီ video လည်းကျွန်တော်တို့ရှေ့တုန်းက analysis video မှာတွားပြီးမှပြန်ကြည့်လို့ရရပါတော့ so လောလောဆယ်ကျွန်တော်ကြည့်မယ်ဆိုရင်တော့ weekly time frame ရဲ့ market ဆိုတဲ့ခုကိုသူစပြီးမှ chain နေပေါ့နော်ဒီမှာဆိုရင်ဒီအပေါ်မှာရှိတဲ့ zone ကိုသူစပြီးမှ break လာပြီ okay အဲ့ဒီမှာကျွန်တော်တစ်ခုကြည့်လိုက်သူပထမတစ်ချိန်မှာ lower high ကိုပြန်လာတယ်lower low ဆက်သွားဖို့လုပ်တယ်ဒါပေမဲ့အဲ့ဒီမှာ structure စ fail လာတယ်ဒီမှာဆိုရင် तू ကဒီနေရာလေးမှာစပြီးမှတက်လာပါတော့တက်လာခဲ့တဲ့အချိန်မှာဒီမှာဆိုရင် तू ချက်ချင်းအပေါ်မတက်နိုင်သေးဘူးမတက်နိုင်ဒီနားမှာ Bayless pullback နောက်တစ်ချိန် okay ဒီနားမှာလည်းပြန် fail သွားတယ်ပြန် fail သွားပြီးမှ market ကဒီမှာဆိုရင်ဒီအပတ်မှာပေါ့နော်ဒါအားပြပြနဲ့ဒီရှေ့မှာရှိတဲ့ zone ကို break သွားပြီဒီမှာဆိုရင်ဒါကျွန်တော် Bayless နဲ့အညီပေါ့နော်ဒါကျွန်တော်အပေါ်အားပြပြနဲ့ trend chain လာပြီပေါ့နော်ဒါဒီ long term အတွက်တော့ long term trend chain တာဖြစ်တဲ့အတွက်ကျွန်တော်နေဖြစ်သူဒီအောက်ဘက်ကိုပြန်ကျလာဖို့ဆိုတာကတော့ chain ကြားထဲမှာကအကြာကြီးဖြစ်သွားနိုင်တယ်ပေါ့ဒါကိုတော့ကျွန်တော်သိထားမှရမယ်ပေါ့နော်ဒါဒီကျွန်တော် weekly time frame တစ်ခုမှာ market ကပြန်ပြီးတော့မှ trend chain ထားပြီဆိုတဲ့သဘောပဲ okay ဒီ8လ9လပိုင်း10လပိုင်းမှာဒါဒီ market ကအသက် trend တစ်ခုအတွက်ပြန်ပြီးမှသွားမဲ့အနေထားတစ်ခုမှရှိနေပေါ့နော်ဒါပေမဲ့ကြားထဲမှာတော့သူ့အနေနဲ့ပူးပတ်ပြန်လာမျိုးတွေဒါရေတူအကြပဲပြန်လာတာမျိုးတော့ရှိနိုင်မယ်ပေါ့နော်ဒါဒီကျွန်တော် weekly time frame မှာတွေ့နေရတဲ့ market structure ဖြစ်တဲ့ weekly time frame မှာကြည့်မယ်ဆိုတော့ market ဒီကျွန်တော် candle share တစ်ခုနှစ်ခုစားလာပဲတွေ့နေရမှာဒါဆိုရင်ကျွန်တော် structure ကတစ်ချက်လေးပြပြတသားမမြင်ရဘူးပေါ့နော်အဲ့ဒါကိုတစ်ချက်လေးမြင်အောင်ကျွန်တော် lower time frame တွေဖြစ်တဲ့ daily time frame H4 ဒါကျွန်တော် H1 အဲ့လိုတစ်စမစကျွန်တော်တွားပြီးမှကြည့်မှရမှာပေါ့နော်ဒါလေးကိုလည်းကျွန်တော်တစ်ချက်ထပ်ပြီးမှကြည့်မယ်ပေါ့နော် daily time frame နဲ့ကိုကျွန်တော်စဉ်းကြည့်လိုက်တဲ့အခါအရင် market ဒီအရင်ကသူ break လာခဲ့တဲ့ဒီ down trend market structure တခုရှိမှာပေါ့နော်ဆိုအဲ့ဒီမှာသူဒီ market structure fail သွားတယ်ဒီမှာဆိုရင်ဒါကျွန်တော်ခဏတော့က higher time frame မှာဒီနားလေးမှာ market ဒီ structure တခုကိုစပြီးမှ fail လာတာပေါ့နော် fail မှာ uptrend တခုပဲကိုပြန်လာတယ်ဒါ lower time frame မှာကျွန်တော်တွေ့နေရတဲ့ MSS level တွေပေါ့နော်ကျွန်တော်အပေါ်မှာဆိုရင် MSS level တွေဖြစ်တယ် trend change သွားတဲ့ level တွေပေါ့နော် so ဆိုအဲ့ဒီမတိုင်ခင်မှာလည်းဒါဟိုးအရင်တော့ကရှေ့အပတ်ဒီမှာလည်းဒါကျွန်တော်အမြဲတမ်းပြောနေတဲ့ဒီမှာဆိုရင်ဂျားထဲမှာ internet trend change သွားတဲ့ market strategy လေးရှိရပေါ့နော်ဒါလေးကိုကြည့်တဲ့အခါမှာတေချာလေးကြည့်ပေါ့နော်ဒါဒီ higher time frame နဲ့ကျွန်တော် lower time frame internet trend strategy ကိုကျွန်တော်မရောသွားဖို့လိုအပ်တယ်ပေါ့နော် ICT SMC market strategy ကိုကြည့်ပြီးမှ trade လုပ်နေတဲ့သူတွေအများစုကဒီလို market strategy ကြည့်ကြတာသူတို့မကြည့်တတ်ကြတာများပါတော့အဲ့လိုကြောင့်ကျွန်တော် lower time frame မှာ market strategy ကြည့်တဲ့အခါမျိုးမှာ entry ဝင်တဲ့အခါမျိုးမှာသူတို့ရဲ့ entry တွေကဒါတလွဲစီဖြစ်နေတာမျိုးတွေပေါ့နော် market နဲ့ဆန့်ကျင်နေတာမျိုးတွေအများစုတွေ့ရတာပေါ့နော်လက်ရှိဒီ MSS တွေဒါခဏတုန်းကကျွန်တော် weekly time frame မှာ trend change သွားခဲ့တဲ့ကောင်ပေါ့နော်ဒါပေမဲ့အဲ့မှာ daily time frame မှာ trend change တဲ့ကောင်ကျွန်တော်ကြည့်မယ်ဆိုရင်ဒီကြားမှာကြည့်လိုက်သူဒီ lower high lower low နဲ့ကြာခဲ့တဲ့ stress တစ်ခုရှိရမယ်ဒီမှာဆိုရင်ဟိုးအရင်တုန်းကလည်းကျွန်တော်ပြောခဲ့တယ်မှာဆိုရင် trend chain တယ်ပေါ့နော် market ဒီ trend တစ်ခုကိုသူစပြီးမှ chain တယ် okay trend chain သွားတယ်ပြီးရင် higher low ကိုပြန်လာတယ် okay ဒီမှာဆိုရင် higher high ကိုဆက်ပြီးမှသွားတာပေါ့ဒါပေမဲ့ higher high ကိုမသွားခင်မှာသူကဒီကြားမှာ internet trend တစ်ခုပြန်ဖန်တီးတယ်ဒီမှာဆိုရင် lower high so lower low okay lower high lower low so အဲ့ဒီမှာလည်းကျွန်တော်ရှေ့အပတ်တုန်းကကျွန်တော်ပြောခဲ့တယ်ဒီမှာဆိုရင် trend chain နဲ့သူဒီ
uptrend ဘက်ကိုပြန်လာတော့မယ်တော့ရှေ့အပတ်တော့မှာကျွန်တော်စက်တိုက်ဒီ structure တွေပြောနေခဲ့တာပေါ့နော်ဒီ structure တွေကိုမြင်ထားပြီးသားသူတွေကကျွန်တော်ဒီအပတ်ထဲမှာ market ကဘာကြောင့်ပြန်ပြီးမှတက်လာတယ်ဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော် trade 2ပြောစာရှိမှာမဟုတ် market ဒီမှာဆိုအရင်က trend chain နဲ့ higher low okay higher high ကိုဆက်ပြီးမှသွားတယ် okay ဒီ internet trend မှာလည်း trend chain နဲ့ higher low ကိုပြန်လာတယ် higher high ကိုဆက်ပြီးမှသွားတယ်ဒါက market structure အနေနဲ့ကြည့်မယ်ဆိုရင်ရိုးလေးပဲပေါ့နော်ဒါလေးကိုကျွန်တော်တေချာလေးချက်ပြမယ်ပေါ့နော်ဒီမှာဆိုရင်okay သူဒီအရင်အပတ်တုန်းက higher low ကိုပြန်လာတယ် okay ဒီနားလေးမှာရှိတဲ့ key level ကိုဒီမှာဆိုရင် order block ဆုံးလာပြီးမှ test တော့တယ် higher ကိုပြန်ပြီးမှသွားမယ် okay ကျွန်တော်ရှေ့ပတ်မှာပြောခဲ့လေ4120 4190 4220ပေါ့နော်ဒီ level ဘက်ကိုအားပြင်းပြင်းနဲ့တက်လာလိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဆိုအဲ့ဒီတိုင်းပဲဒါကျွန်တော်ဒီအပတ်ထဲမှာကျွန်တော်တက်လာခဲ့ပို့ရတယ်ပေါ့နော်ဆိုဒါကတော့ပြီးသွားခဲ့ပြီဆိုအဲ့ဒီမှာသူဒီမတက်ခင်တုန်းကကျွန်တော်ဒီနားလေးမှာကြည့်လိုက်သူဒီ higher low ကိုပူပတ်ပြန်လာတဲ့အချိန်မှာသူကဒီမှာဆိုရင်inducement နဲ့ပေါ့နော် inducement နဲ့ liquidity sweep မှာဒါအပေါ်ဘက်ကိုပြန်ပြီးမှတက်သွားပါပေါ့နော်ဆို market ကဒီ take ကနေစပြီးမှတက်ခဲ့တဲ့အချိန်မှာလည်းကျွန်တော်ဒီ take မှာအဝယ်တစ်ကြောင်းကိုကျွန်တော်ဘယ်လိုမျိုးစဉ်းစားလို့ရမလဲဆိုတော့ကျွန်တော်ရှေ့အပတ်တုန်းကဒီရှေ့ analysis view တွေမှာလည်းကျွန်တော်အများကြီးပြောထားခဲ့ဟိုပါပေါ့နော်ဒါလေးကိုလည်းကျွန်တော်ခဏကြာ lower time frame မှာကျွန်တော်ဒီသေးကြကြကျွန်တော်ပြန်ပြီးမှကြည့်ပြမယ်ပေါ့နော်လောလောဆယ် daily time frame ရဲ့ market ဆိုတော့ကြည့်မယ်ဆိုရင်သူဒီအားပြင်းပြင်းနဲ့ရှေ့မှာရှိတဲ့ swing ကို break ထားတယ် trend chain ထားတယ်ဒါဆိုရင်တစ်ချိန်ကျရင် market ကဒီမှာဆိုရင်ရှိတဲ့ key level ကို test လုပ်မယ်test လုပ်ပြီးမှ lower time frame ရဲ့ market ဆိုတော့စောင့်ကြည့်မှကျွန်တော်အယောင်တစ်ခုဘက်ကိုကျွန်တော်ပြန်ပြီးမှစဉ်းစားကြမယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ချက်ချင်းဒီမှာကြမလားမကြဘူးလားဆိုတော့ကျွန်တော်ပြောလို့မရသေးဘူးပေါ့ဒါဒီ internet market ဆိုတော့ကိုဒီတေးကြပြန်ကြည့်အောင်မယ်ပေါ့နော်ဒီလိုသူပြန်ကြလာမယ်ဆိုရင်ကျွန်တော်အောက်မှာရှိတယ်ဒီမှာဆိုရင်ဒါ key level ဆိုရင်ရှိမယ်ပေါ့နော်ဒီမှာဆိုရင်4000ပတ်ချလဲပေါ့နော်4100ပတ်ချလဲပေါ့နော်ဒီ level ဘက်ကိုသူ long term မှာပြန်ပြီးမှကြာနိုင်တယ်ပြီးကြမှာဒါလည်းအဝယ်ဘက်ကို long term ပြန်ပြီးတော့မှတက်မဲ့ဆိုတဲ့တခုကျွန်တော်မြင်တွေ့ရမယ်ပေါ့နော်ဒီ market structure ဒီလာမယ့်အပတ်နဲ့ long term မှာကျွန်တော်ပြန်ပြီးမှမြင်တွေ့ရနိုင်တဲ့ market structure ဖြစ်တယ်ဒါပေမဲ့သူဒီလိုအသက်ကျဖြစ်တဲ့အခါမှာပေါ့နော်တပတ်တဲ့နဲ့သူကြာချင်မှကြာမယ်ပြန်ပြီးမှတက်ချင်မှလည်းချက်ချင်းတက်ချင်မှတက်မယ်ပေါ့နော်ဒါပေမဲ့သူဒီ long term မှာအဲ့ဒီ structure တိုင်းပဲဖြည်းဖြည်းချင်းသွားလိုက်မယ်နော်ဂျာကာလာထဲမှာသူဒီ sideways trend တစ်ခုနေပဲသွားနေတာမျိုးဖြစ်စေဒါမှမဟုတ် down trend တစ်ခုနေဖြည်းဖြည်းချင်းပြင်ဆင်လာတာမျိုးဖြစ်စေဒါတော့ကျွန်တော်အချိန်ကြီးယူရလိမ့်မယ်ဒါမှမဟုတ်သူ့နေပဲချက်ချင်းပြန်ပြီးမှထိုးကြတဲ့မှာပြန်တက်တာမျိုးလဲကျွန်တော်ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါဒီ long term မှာကျွန်တော်မြင်တွေ့ရမယ့် market structure ပဲเนาะဆိုအဲ့ဒါလေးကိုကျွန်တော် long term မှာသတိထားရုံးကကြည့်ပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်ဒီလက်ရှိ daily time frame structure ကြည့်တဲ့အခါမှာဒီအပေါ်မှာရှိတဲ့ key level သတိထားပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီနားလေးမှာ order block ဆိုဟိုးရင်တော့ကဇုံတစ်ခုရှိမှာပေါ့နော် market ကဘာဖြစ်နိုင်လဲဆိုတော့ဒီနေရာကနေသူဒီလာမယ့်အပတ်မှာပေါ့နော်ကျွန်တော်ပြန်ပြီးမှ social confirmation လို့ဖြစ်စေဒါသတင်းကြောင့်ဖြစ်စေပေါ့နော်ဒါမှမဟုတ်ဈေးကွက်ဖွင့်တဲ့အချိန်မှာ gap နဲ့အားမျိုးနဲ့ပြန်ကျတာမျိုးဖြစ်စေပေါ့နော်သူဒီပြန်ကျလာပြီဆိုရင် long term မှာသူပြန်တက်သွားမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဟိုးပုံမှာရှိတဲ့ဒီမှာဆိုရင်အနည်းဆုံးဒီမှာဆိုရင်ဒါ4400 4500ပေါ့နော်ဒီပတ်ချ level ကိုကျွန်တော် long term မှာကျွန်တော်ပြန်ပြီးမှတက်လာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ကျွန်တော်စောင့်ကြည့်ရမယ့် structure ဖြစ်တယ်ဒါဒီလောလောဆယ် higher time frame ဖြစ်တဲ့ daily time frame weekly time frame တွေမှာကျွန်တော်တွေ့ရမယ့် market structure ဖြစ်တယ်ကျွန်တော် trade 2တော့ပြောစရာတော့မရှိတော့ပေါ့နော် A4 time frame ကိုကျွန်တော်တစ်ချက်ဆင်းမယ်ပေါ့နော် higher low ကိုပြန်လာတယ် so higher high higher low high high ပေါ့နော် higher low higher high higher low high high ဒီတက်လာခဲ့တဲ့ structure တစ်ခုရှိတယ်ခဏတော့ကဒီပြောထားနေတဲ့ zone ကို long term မှာမရောက်ခင်မှာအနည်းဆုံးကျွန်တော်ဒီ structure ပေါ့နော်ဒီ higher low high high ဖြစ်နေတဲ့ဒီ structure ကိုကျွန်တော်အရင်ဆုံးကြည့်ရမှာ market ကဒီ higher low level ကိုပြန်လာတဲ့အချိန်မှာသူတို့ဒီနေရာမှာဘာလုပ်သွားမလဲဆိုတော့အဲ့ဒီ market structure ကိုကျွန်တော် focus မိမှဒါလင်းကျွန်တော်ဘာကိုဆက်လုပ်ရမလဲဆိုတော့နောက်ထပ် market ဆိုတော့ကျွန်တော်သိရမယ်ပေါ့နော်လက်ရှိ A4 time frame ရဲ့အနည်းဆုံး market ဆိုတော့ဖြစ်တဲ့ D ဆိုတော့တစ်ချက်ကြည့်မှာပေါ့နော်ဒီမှာဆိုရင်သူဒီ higher low high high နဲ့ဒါကျွန်တော် uptrend ကိုတက်နေရကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်ဒီလို market ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တည်င်းနဲ့အားမျိုးနဲ့ test လုပ်ပြီးမှ liquidity sweep မှာဒီမှာဆိုရင်သူဒီအောက်ဘက်ကိုကျွန်တော်ပြန်ပြီးမှ reaction ကိုလည်းပြန်ကြဖို့ပြင်နေပေါ့နော်ဒါဒီကျွန်တော် lower time frame တွေမှာလည်းဆိုရတဲ့ခုကိုကျွန်တော်တွေ့ရလိမ့်မယ်ပေါ့နော်ဆိုဒီလိုသူပြန်ကြလာမှာဆိုအနည်းဆုံးအနေနဲ့ဒီလက်ရှိ structure ကိုကျွန်တော် OD zone နေပဲကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ဒါ higher low higher နေကြည့်မယ် market သူအောက်ကိုပြန်ပြီးမှဆင်းလာမယ်ဆိုရင်ကျွန်တော်ဒီအောက်မှာသတ်မှတ်ထားတဲ့ဒီမှာဆိုရင်ဒါ4300ပတ်ချလဲပေါ့နော်ဒီမှာဆိုရင်4250နဲ့300ပတ်ချလဲဝန်းကျင်ကိုသူပြန်ပြီးမှလာလိမ့်မယ်ပေါ့နော်ဒီနေရာမှာပြန်လာတာမလာဘူးဆိုတာက lower time frame မှာရှိတဲ့ market social confirmation ကတေချာလေးစောင့်ကြည့်ရမှာပေါ့နော်ဒီလို lower time frame မှာ social confirmation ကတေချာလေးပေးတယ်ဆိုတော့သူဒီပြန်ကြလာမယ် market social confirmation data အချက်လက်ကလည်းဘာမှမပေးဘူးဆိုတော့သူဒီနားလေးမှာ sideways ပြေးနေတာဖြစ်စေဒါမှမဟုတ်အပေါ်ဘက်ကိုပြန်ပြီးမှဆက်ပြီးမှတက်နေတာမျိုးဒါဖြစ်စေပေါ့နော်ကျွန်တော်ဒါမျိုးတွေပြန်ပြီးမှတွေ့ရနိုင်မယ်ပေါ့နော်နောက်ထပ်တစ်ချက်က market ကဒီမှာဆိုရင်ဒီ level ကိုလာပြီးမှ test လုပ်တဲ့အချိန်မှာသူက down trend market ဆိုတဲ့ခုနေပဲ lower high lower low အောက်ဘက်ကိုပဲအားပြင်းဆက်ပြီးမှကျမယ်ဆိုရင်ဒါခုနကတော့ကျွန်တော်ပြောနေတဲ့ဒီအောက်မှာရှိတဲ့ zone တွေကိုဒါဒီ long term မှာပြန်လာလိမ့်မယ်ပြန်လာပြီးမှဒါလည်း long term မှာသူဖြည်းဖြည်းချင်းဒီကနေကျွန်တော်အသက်တစ်ခုခုပြန်ပြီးမှစတင်လာလိမ့်မယ်ပေါ့နော်ဒီ market structure တွေကလာမယ့်အပတ်မှာကျွန်တော်စောင့်ကြည့်ရမယ့် structure တွေဖြစ်တယ်ပေါ့နော် so အနည်းဆုံးဖြစ်အောင်ကျွန်တော်ဒီမှာဆိုရင်ဒါ H1 time frame ရဲ့ market structure ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်
H1 time frame ရဲ့ market structure ကိုအနည်းဆုံးတစ်ချက်တေချာလေးကြည့်ပေါ့နော်ဒီမှာဆိုရင် higher low ကိုသူပြန်လာတယ်ဒီမှာဆိုရင်ကျွန်တော် swing low တစ်ခုရှိမယ်ပေါ့နော် so အပေါ်မှာဆိုရင်ဒါကျွန်တော် swing high တစ်ခုရှိလိမ့်မယ် so အပေါ်မှာဆိုရင်ဒီမှာဆိုရင်ဒါ swing တစ်ခုရှိမယ်ဒါဒီကျွန်တော် liquidity ထိပ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် higher low ကိုပြန်ဆင်းလာတယ် market ကဒီမှာဆိုရင် higher high ကိုပြန်ပြီးမှတက်ဖို့လုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ချက်ချင်းမတက်နိုင်တော့ပေါ့နော် so ချက်ချင်းမတက်နိုင်သေးပဲဒီကြားမှာဒါ range တစ်ခုနေပဲဒါဈေးကွက်ပိတ်ထားခဲ့တယ်ပေါ့နော်လာမဲ့အပတ်မှာ तू ကဘာဖြစ်နိုင်လဲဆိုတော့ market ကဒီမှာဖန်တီးထားတဲ့ liquidity တွေအားလုံးကို test လုပ်ပြီးမှတစ်ဖက်ကိုသူပြန်ပြီးမှရွှေ့နိုင်မယ်ပေါ့နော်ဘယ်လိုပုံစံမျိုးဖြစ်ဖို့များလဲဆိုတော့လာမဲ့တနင်္လာနေ့ဈေးကွက်ဖွင့်တဲ့အချိန်မှာအားပြင်းပြင်းနဲ့ get ဟသွားပြီးမှအပေါ်မှာရှိတဲ့ဒီမှာဆိုရင် swing high တွေ liquidity ရှိမယ် swing liquidity ရှိမယ် okay ဒီကောင်တွေ ထိပ်တိ liquidity တွားပြီးမှ test လုပ်ပြီးမှ okay ဒီနေရာကနေပြန်ပြီးမှ lower down ဖေးမှာပေါ့နော်ဒီထိပ်ကနေအကျတစ်ခုကိုကျွန်တော်ပြန်ပြီးမှဖန်တီးလာလိမ့်မယ်ကျွန်တော်ဟိုအောက်ဘက်ကိုပြန်ပြီးမှသွားဖို့အတွက်ပေါ့နော်ဒီညကကျွန်တော်လာမယ့်အပတ်မှာကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ဒါဖြစ်နိုင်ချေအများကြီးရှိတဲ့ market structure တခုဖြစ်နေပေါ့နော်နောက်ဆုံးအချက်အနေနဲ့ဈေးကွက်ဖွင့်ဖွင့်ချင်းအောက်ဘက်မှာရှိတဲ့ liquidity အားလုံး test လုပ်ပြီးမှအပေါ်ပြန်ပြီးမှတက်ဖို့ပြင်နေဆိုရင်ဒါကနောက်ထပ်ပုံစံမျိုးပြင်ကြည့်ရလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်သူဒီအပေါ်ဘက်ကိုတက်လာပြီးမှ trend တခုနဲ့ပြင်းချင်းဆက်ပြီးမှတက်မယ်ဆိုရင်တော့ဒါဒီကျွန်တော်ဟိုးအပေါ်မှာရှိတဲ့ zone တွေကိုကျွန်တော်ပြန်စောင့်ကြည့်ရမယ်ခဏတုန်းကကျွန်တော်ပြောခဲ့တဲ့ဒီ probability set ကဒါဒီဖြစ်နိုင်ချေအများဆုံးပဲပေါ့နော် so ဒါဒီလက်ရှိ H1 time frame မှာကျွန်တော်တွေ့နေရတဲ့ market structure တခုဖြစ်ပါတယ်လက်ရှိ15မိနစ် time frame ကိုတစ်ချက်ကြည့်လိုက်ဒီမှာဆိုရင် lower high lower low တဲ့ဒီမှာဆိုရင် trend တခုကစပြီးမှ change လာရဲ့ trend change သွားပြီးမှဆိုရင်ဒါ higher low so ဒီလို higher high အတိုင်းကိုဆက်လက်ပြီးမှသွားမယ်ဆိုရင်ကျွန်တော် market က D level ကို break လာလိမ့်မယ် break လာပြီးမှဟိုးပေါ်မှာရှိတဲ့ဒါခဏတုန်းကပြောခဲ့တဲ့ liquidity ဘက်ကိုပြန်လာပြီးမှဆွိလိုက်မယ်ပေါ့နော်နောက်ထပ်တစ်ချက်အနေနဲ့ market ဒီကျွန်တော်ဒီအောက်နားလေးမှာရှိတဲ့ဒီ key level ကိုလာ test လိုက်မယ်ဒီ key level ကိုလာ test ပြီးမှကျွန်တော်ပြန်တက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ချက်ချင်းဒီပေါ် test လုပ်ပြီးမှအောက်ဘက်ကိုပြန်ကျတာမျိုးလည်းဖြစ်လိမ့်မယ်ပေါ့နော်လက်ရှိ structure တွေကဒါဈေးကွက်စစဖွင့်ချင်းမှာဒါဖြစ်လာမဲ့ market ရဲ့ movement တွေဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ movement တွေအပေါ်မှာကျွန်တော် control လုပ်လို့မရပါဘူးเนาะဈေးကွက်ဖွင့်ပြီးဒါ Asian session အချိန်ဒါ London session အချိန်တေချာလေးပြီးသွားပြီးမှဒါလည်း New York session မှာ market structure နဲ့ကိုက်ညီတယ်ကျွန်တော် entry model နဲ့ကိုက်ညီတယ်ဆိုမှဒါလည်းကျွန်တော် aware ရောင်းတွေကိုကျွန်တော်ပြန်ပြီးမှစဉ်းစားဖို့လုပ်ရမယ်ပေါ့เนาะ okay ဒါဒီလာမဲ့အပတ်တွေမှာကျွန်တော်ဖြစ်လာနိုင်မဲ့ market structure တွေဖြစ်ပါတယ် okay ဒါဆိုရင်လာမဲ့အပတ်မှာကျွန်တော်ဖြစ်လာနိုင်တဲ့ကမ္ဘာရွှေရဲ့ market structure ကိုကျွန်တော်သဘောပေါက်သွားမယ်ထင်ပါတယ် so ကျွန်တော်ဒီနေ့ video တော့ဒီလောက်ပါပဲလာမဲ့အပတ်မှာလည်းဒါ profit တွေအများကြီးရကြပါစေပေါ့နော် so ကျွန်တော်နောက်ထပ်တော့ view မှာပြန်လည်ဆုံတွေ့ကြပါမယ် so bye bye